အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကားလိပ်စာလုပ်ဖို့ကျွန်တော်ပြပြပါမယ်အဖိတ်စာတို့အဖိတ်စာနောက်မှကျွန်တော်ပြပြမယ်ဒီပထမခောက်ရတော့ကားလိပ်စာကျွန်တော်ပြပြပါမယ်Start or program Microsoft Office ပြီးတော့ဒါကိုတက်ဆိုင်နဲ့လို့ဆိုရင်ကိုလုပ်လို့နိုင်ပါတယ်ဒီမှာအမျိုးမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့လုပ်မှဆိုရင် Microsoft Word ကလာပြီးတော့ဒီဒုတိယချက်ကလာမယ်ဒီဒုတိယပထမချက်ဒုတိယချက်ဒါမျိုးမျိုးရှိရအများကြီးရဒုတိယချက်လာပြီးတော့ဒီမှာကွက်ရှိရနော်ကွက်ရှိပြီးတော့လေးဒါတော့ရပြီကိုစပူဒီတေးလေးကိုအဲ့ဒါပြီးတော့ဆိုရင်ဒီကောင်နှိပ်မယ်နှိပ်ပြီးတော့ဒီထိတ်ဆုံဝင်လာခဲ့မယ်ဒီနေရာမှာတချို့ကတော့ပြဿနာရှိရနော်စင်တီမီမီလီမီလို့ပဲဆိုရင်လက်မှတ်လို့ဆိုရင်တူနော်ဒါကျွန်တော်လောက်တော့ပြီးသားပဲကျွန်တော်ပြပေးမယ်ဒီကိုလာလိုက်မယ်ဒီကိုနှိပ်ပြီးတော့ဒါတချို့ကတော့ဒီမျိုးမတူဘူးနော်တချို့ Windows 7တို့ Windows 8တို့ Windows 10လို့ဆိုရင်တူမျိုးရှိတယ်ပြီးတော့ဒီအောက်ဆုံးမှာဒါမှပါဘူးနော်ဒါရင်းတော့ကောင်ကွက်ထားတယ်နှစ်နဲ့ဒီကောင်နှိပ်ပြီးတော့1 2 3 4 5 6တောင်မြောက်နှိပ်တယ်ဒါပေမဲ့ဒီမှာမျိုးရှိရဟလားဒီမှာဒါကိုလိုတဲ့ဟာမဟုတ်ဘူးနော်မတူဘူးနော်ဒီမှာအများကြီးပဲဒါလည်းမတူဘူးရှိရဒါပေမဲ့မတူဘူးနော်အဲတချို့တော့ကျွန်တော်အင်္ဂလိပ်စာမပြောချင်ဘူးတချို့ကအင်္ဂလိပ်စာလုံးဖတ်တတ်ဘူးဒါကျွန်တော်လူချင်းတဲ့ဟာက3ချောင်းရှိ1 2 3အေးဒီကိုမှတ်ထားပြီးတော့ဒီကိုနှိပ်ပြီးတော့ဒီမှာမီလီမီရှိတယ်စင်တီမီရှိတယ်အေးလက်မကိုပို့ယူမယ်နော်လက်မယူပြီးတော့โอเคဒီနှိပ်ပြီးတော့ဒါဒီမှာကျတော့ကျွန်တော်လူချင်းမယ်လားဒီမှာကျွန်တော်အပြင်မှာနှိပ်ရဆိုရင်ဒီမှာကျဲလာမယ်နော်တွေ့လားဆိုရင်အရှိမရဘူးအရှိဆိုရင်3နံပါတ်နဲ့3နံပါတ်ခွဲလောက်တော့3တပန်းနဲ့တချို့ရတိစားတော့ပေါ့ကျွန်တော်နှိပ်ချပြီးတော့ဒီမှာရှိပါပြီနော်ဒါကျွန်တော်စာတမ်းရမယ်ကိုရှိတဲ့ကိစ္စဆိုရင်ကိုရိုက်ပြီနော်ရှိတဲ့ကိစ္စကိုရိုက်မယ်ဆိုတော့ကိုပါရိုက်လို့ကိုအလုပ်ကိစ္စနဲ့ဗာတက်ဆိုင်လို့ဆိုရင်တဘောတခုကျွန်တော်ပြရမယ်နော်ကျွန်တော်စာတမ်းကျွန်တော်နည်းနည်းစာအောင်မှကျွန်တော်ကြိုက်ပြီဒီမှာစာလဲလိုက်နော်ဒါဒီမှာကျွန်တော်ဒီမှာကျွန်တော်ရိုက်ကြည့်လိုက်မယ်ကိုလိုရိုက်ပါကာလီစာဆိုဗာလဲဆိုတော့တပေါ်တရားပါနော်နာမည်ပြီးတော့ပါရေးရှင်းပါမယ်ကျွန်တော်အလုပ်ပတ်တဲ့နေဆိုတော့ပါရှိရလိပ်စာဆိုတာဗာလဲဆိုရင်ဒါပေမဲ့တချို့ကတော့ကိုလောက်ရှိသလိုကိုရိုက်ပါနော်ကိုကြက်ကြလို့ရှိရင်မစာတန်းရှိရယ်စာတန်းကိုပြောင်းလို့ရတယ်ပဲဒီလေးကအကြီးရဆိုရင်ကိုအကုန်ပြောင်းရတယ်လိပ်စာဆိုတာဗာလဲလိပ်စာလိပ်စာโอเคအနောက်ပြီးတော့ဆိုရင်ကျွန်တော်တဘောတရားပေါ့နော်ကျွန်တော်ပြပေးရရှင်ဒီမှာကျွန်တော်တပုံထည့်ချင်းနေနော်ဒါတပုံထည့်လို့ဆိုရင်ဒီကိုလာကျွန်တော်ပြရတယ်
ဒီဒီမှာနှစ်ကိုလာပြီးတော့ဒီကောင်တပုံရှိရနော်ဒီမှာဒီပုံစံမျိုးကဒီကောင်မှတ်ထားဒီကိုနှိပ်ပြီးတော့ကိုတိတ်ထားတဲ့ပုံပင်ညာတိတ်ထားတဲ့ပုံကိုလိုက်ရှာပြီးတော့ဒီကောင်ကျွန်တော်ထည့်ကြည့်လိုက်ပြီနော်ဖုံးနဲ့ဒီပုံလာမဆိုရင်ပြဿနာနည်းနည်းရှိတယ်နော်ဒီကောင်ဆိုတော့ပေပြောင်းလို့ပေရှုလို့တော့ပြီးတော့နော်တော်တော်ကောင်းမှအဲ့ဒါဆိုဘယ်လိုဖြစ်ဖြေရှင်းမလဲကောင်အညာပဲကိုနှိပ်ပြီးတော့ဒီခွေးကလေးကိုလာခဲ့ပဲဆိုတော့ဒီမှာလာပြီမှာအကွက်ပြန်ကြပါပြီကွက်ပြန်ကြပါပြီစနေပြီးပါပြီကျွန်တော်တို့လောက်ဆိုရင်ပြီးလို့ဆိုရင်ဘယ်လိုလောက်မှာဆိုတာဘယ်လိုလုပ်မယ်ဆိုရင်ဒီမှာအကွက်လေးဒီမှာအကွက်လေးအားပြင်ကိုရေးစရာမလိုတော့ဘူးနော်ရေးစရာမလိုကို copy မယ် copy ဆိုရင်တော့ဘယ်လို copy မဆိုရင်ဒီမျိုး copy လို့မရဘူးအဲ့ဒါဆိုရင်ကျွန်တော်ပြရမယ်ဒီလိုဒီ control နိုင်မယ်ဒါ control ပြီးတော့ control C နော် C cat C ကိုနိုင်မယ်အဲ့မဟုတ် sorry ဒီကနိုင်မယ် control C ပြီးတော့ဒီကိုနိုင်ရပြီးတော့နောက် control တစ်ချက်ပြန်နိုင်မယ် control V နော်ဆိုနာစီနိုင်လာပြီဆိုရင်လာပြီနော်လာပြီဆိုရင်တစ်ချိန်နေခိုးလိုက်နေတစ်ချိန်အကြောင်းလေးဆိုးလိုက်ပြီနော်ဒီကိုလာခဲ့မယ်ဒီကိစ္စကိုဒီကြောင်းနော်မှတ်ထားလိုက်ဒီလမ်းမှာကျင်းနေတယ်ကြောင်းဒီရက်စီဆိုးနေဆိုးမယ်ကိုကြိုက်နေအရောင်ကိုထိုက်နိုင်ပါလေပြီးတော့ဆိုရင်ဒီမှာကဘယ်လိုစိတ်နေဆိုရင်မောင်းနေမှာသာမဖြစ်ဘူးနော်ကိုလောက်ပြီးတော့ဒီကိုလာပြီးတော့ဒီစိတ်ကနှိပ်ပြီးစိတ်နှိပ်ပြီးတော့ဒီဖားထင်နေတယ်အရှိမထားလဲကျွန်တော်ချက်အရှိကထားပြီးတော့ဒီလိုတိုက်မှာနှိပ်ပြီးတော့ဒီမှာ PDF နှိပ်ပြီးစိတ်ပြတာပါရှင်ကိုပြန်ပွေးလိုက်လို့ဆိုရင်ကြာတွေ့လိုက်အဲ့ဒါဆိုရင်အရှိမပဲနေရောဘယ်ဝင်တော့အားလုံးကိုဖြည့်ဆည်းပေးပါရဲ့ပြီးရောဆိုရင်ကျွန်တော်ဗာမေးချင်လို့ဆိုရင်အောက်မှာဆိုရင်ရေးရပါမယ်ကျွန်တော်လည်းအကြောင်းပြန်ပြပါမယ်အားလုံးကိုဖြည့်ဆည်းပေးပါရဲ့ဘိုင်ဘိုင်